မင်္ဂလာပါရှင်။ The Hakka Times မြန်မာဘာသာစီစဉ်မှာပြန်လည်ကြိုဆိုလိုက်ပါရစေ။ဒီကနေ့တင်ဆက်ပေးမယ့်သတင်းကတော့ Hakka မြို့လျှက်စစ်ရုံဝန်ထမ်းများအားလုံးဒီပါ CDM လှုပ်ရှားမှုတွင်ပါဝင်လာကြတဲ့သတင်းပဲဖြစ်ပါတယ်။ Hakka မြို့လျှက်စစ်ရုံတွင်ဝန်ထမ်း40ဦးခန့်ရှိရာအားလုံးဒီပါ CDM လှုပ်ရှားမှုတွင်ပါဝင်ကြရာလူထုကလျှက်စစ်မီပုံမှန်ရရှိစေရေးအတွက်ဝန်ထမ်းများအလှည့်ကျတာဝန်ကျနေကြကြောင်းသိရှိရပါတယ်။ကျွန်တော်က CDM လှုပ်ရှားမှုမှာမပါဝင်ပေမဲ့ရုံလင်းမတက်ပါဘူး။အိမ်မှာပဲအစိမ့်နေတယ်။လက်စမီကအန်ဒရီများတဲ့အတွက်တခါတလေရုံတက်ဖြစ်တယ်။ CDM လှုပ်ရှားမှုမှာပါဝင်တဲ့ဝန်ထမ်းများလည်းဝန်ထမ်း3ယောက်4ယောက်စသဖြင့်အလှည့်ကျရုံတက်ကြပါတယ်။နေ့လယ်မှာ12နာရီညမှာ12နာရီအတွင်းအလှည့်ကျရုံတက်ကြတယ်။ညမှာမိပြတဲ့ဟာတွေကိုချက်ချင်းမပင်ပေးနိုင်ပါဘူး။ဘာဖြစ်လို့လဲဆိုတော့ညမှာသွားလာရတာမလုံခြုံတဲ့အတွက်နောက်နေ့မနက်မှာပဲပင်ပေးကြတယ်လို့ Hakka မြို့နယ်လျှက်စစ်ဌာနရဲ့တာဝန်ခံဦးမောင်ဦးက Hakka Times သတင်းဌာနသို့ပြောပြထားပါတယ်။နေရာတည်ရောက်လာသည့်နဲ့အညီမိတရီထားရမယ့်အချိန်ဖြစ်တော့ကြောင်းလျှက်စစ်မီကိုလည်းတတိထားရမည်ဖြစ်ကြောင်းပြည်သူလူထုအနေဖြင့်မိကိုအထူးတတိထားရန်လိုအပ်ကြောင်းဦးမောင်ဦးကထပ်မံပြောဆိုလိုက်ပါတယ်။ Hakka မြို့စမုံလမှုတိုက်ပန်းကျောင်းရဲ့ကျောင်းဆက်ဆရာမများ40ဦးခန့် CDM လှုပ်ရှားမှုတွင်ပါဝင်လာကြတဲ့သတင်းကိုလည်းဆက်လက်တင်ပြပေးသွားပါမယ်။ Hakka မြို့အစိုးရစမုံလမှုတိုက်ပန်းကျောင်းရဲ့ကျောင်းဆက်ဆရာမများ50ခန့်ရှိသည့်အနက်42ဦးက CDM လှုပ်ရှားမှုတွင်ပါဝင်ကြကြောင်းသိရှိရပါတယ်။ CDM လှုပ်ရှားမှုတွင်ပါဝင်တဲ့သူများကဖေဖော်ဝါရီလ26ရက်နေ့၌ CDM လှုပ်ရှားမှုတွင်ပါဝင်ကြောင်းထောက်ပြန်ထားပြီး42ဦးတွင်စီမံခန့်ခွဲတာဝန်ရှိသူ6ဦးလည်းပါဝင်နေကြကြောင်းသိရှိရပါတယ်။၎င်းတို့၏သဘောထားထောက်ပြန်ချက်တွင်စစ်တပ်အုပ်ချုပ်ရေးလက်အောက်တွင်တာဝန်ထမ်းလူချင်းမရှိသည့်အတွက် CDM လှုပ်ရှားမှုတွင်ပါဝင်ကြကြောင်းလုပ်ငန်းတာဝန်ထမ်းဆောင်ခဲ့သည့်အချိန်တွင်ဥပဒေနှင့်အညီတာဝန်ကျေပွန်ခဲ့ကြောင်း2021ခုနှစ်ဖေဖော်ဝါရီလ10ရက်နေ့မှာ CDM လှုပ်ရှားမှုတွင်ပါဝင်ခဲ့ပြီးဖြစ်ရာလူထုကရွေးကောက်တင်မြှောက်သည့်အစိုးရကအာဏာရရှိလာသည့်အခါမိမိတို့၏တာဝန်ကိုပြန်လည်ထမ်းဆောင်မည်ဖြစ်ကြောင်း CDM လှုပ်ရှားမှုတွင်ပါဝင်ခြင်းဟာတာဝန်မှနှုတ်ထွက်ခြင်းမဟုတ်ကြောင်းပါတီနိုင်ငံရေးတွင်ပါဝင်ခြင်းနဲ့အထက်လူကြီးများကိုလည်းမထီမဲ့မင်ပြုတ်ခြင်းမဟုတ်ကြောင်းနဲ့တိုင်းပြည်အတွက်တာဝန်ထမ်းဆောင်ခြင်းဖြစ်သည်နဲ့အညီငြိမ်းချမ်းစွာဆန္ဒဖော်ထုတ်ခြင်းဖြစ်ကြောင်းဖော်ပြထားပါတယ်။ DTI Principal Dr. Salai Tongzathang ကဒီကျောင်းမှာကျောင်းဆက်ဆရာမ50ယောက်ရှိသည့်အနက်32ဦးက CDM လှုပ်ရှားမှုမှာပါဝင်နေကြတော့10ယောက်ကတာဝန်ထမ်းဆောင်နေပါတယ်။စီမံခန့်ခွဲရေးဝန်ထမ်း10ယောက်အနက်6ယောက်က CDM လှုပ်ရှားမှုမှာပါဝင်နေတော့4ယောက်ကယခုတာဝန်ထမ်းဆောင်နေကြပါတယ်။ DTI ကျောင်းဟာတည်ကြတဲ့အတိုင်းမိပညာသင်ယူတဲ့ကျောင်းဖြစ်ပါတယ်။နိပညာသင်ယူတဲ့ကျောင်းမှာကျောင်းဆက်ဆရာမ50ယောက်ရှိသည့်အနက်42ယောက်က CDM လှုပ်ရှားမှုမှာပါဝင်နေတော့ဘလူးမပညာသင်ပေးဖို့မဖြစ်နိုင်တော့ပါဘူး။ယခုကကျောင်းမဖွင့်သေးတော့သင်ပေးဖို့လည်းမရှိဘူး။ CDM လှုပ်ရှားမှုမှာပါဝင်တာကလည်းအလုပ်တစ်ခုဖြစ်နေတယ်။ဒါပေမဲ့ CDM လှုပ်ရှားမှုမှာမပါဝင်ကြတဲ့ဆရာဆရာမတွေလည်းအခက်အခဲအမျိုးမျိုးကြောင့်ဖြစ်နိုင်ပါတယ်။သူတို့ကိုယ်တိုင်ဆုံးဖြတ်ချက်နဲ့လုပ်ကြပါစေဆိုတာကျွန်တော်ခံယူချက်ဖြစ်တယ်လို့ Hakka Times သတင်းဌာနသို့ပြောပြထားပါတယ်။ CDM လှုပ်ရှားမှုတွင်ပါဝင်သူများမှာ Civil Engineering Department တွင်ဝန်ထမ်း8ဦးရှိသည့်အနက် CDM လှုပ်ရှားမှုတွင်6ဦး EC Engineering Department တွင်ဝန်ထမ်းအားလုံး CDM လှုပ်ရှားမှုတွင်ပါဝင်ပါတယ်။ EP Engineering Department တွင်ဝန်ထမ်း17ဦးရှိသည့်အနက် CDM လှုပ်ရှားမှုတွင်ဝန်ထမ်း8ဦး Mechanical Engineering Department တွင်ဝန်ထမ်း9ဦးရှိသည့်အနက် CDM လှုပ်ရှားမှုတွင်ဝန်ထမ်း9ဦးAcademic Department ဝန်ထမ်း17ဦးရှိသည့်အနက် CDM လှုပ်ရှားမှုတွင်8ဦး Admin and Finance Department ဝန်ထမ်း10ဦးရှိသည့်အနက် CDM လှုပ်ရှားမှုတွင်ဝန်ထမ်း5ဦးပါဝင်ကြကြောင်းနဲ့ရာခိုင်နှုန်းအဖြစ်ဝန်ထမ်း85ရာခိုင်နှုန်း CDM လှုပ်ရှားမှုတွင်ပါဝင်နေကြကြောင်းသိရပါတယ်။ကျွန်မ Elizabeth ပါကလေးမျိုးတွင်ဆန္ဒဖော်ထုတ်သည့်အနက်လူ6ဦးထိခိုက်ဒဏ်ရာရရှိဆိုတဲ့သတင်းကိုဆက်လက်တင်ဆက်ပေးသွားပါမယ်။မတ်လ2ရက်နေ့ကကလေးမျိုး၌စစ်တပ်အုပ်ချုပ်မှုကန့်ကွက်ဆန္ဒဖော်ထုတ်ပွဲတွင်လူ6ဦးတနက်ဒဏ်ရာရရှိခဲ့ကြောင်းသိရှိရပါတယ်။ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ဆန္ဒဖော်ထုတ်ပွဲတွင်ပါဝင်ခဲ့သည့်ဦးဟန်ကျင်းကကျွန်တော်ကလည်းဆန္ဒဖော်ထုတ်တဲ့နေရာမှာပါဝင်ခဲ့ပါတယ်။လူထုရဲ့အလယ်မှာနေခဲ့တဲ့ရဲနဲ့ရှိကသွားတဲ့လူတွေကိုတွေ့ရှိရပါတယ်။မျက်ရည်ယိုဗုံးဖောက်ကွဲတံတွေကြားရတယ်။အဲ့ဒီအခါဒဏ်ရာရတဲ့သူတွေကိုကူညီကြပါတယ်။ပေကနေတနက်ကြီးဆန်းလာတလဲဆိုတာကတော့မသိခဲ့ပါဘူး။အင်ပေါ်ကနေပြစ်တာဖြစ်တယ်လို့တွားကြည့်တော့မဟုတ်ပြန်ပါဘူး။အိမ်ထဲကနေတွားကြည့်တော့တုတ်ခတ်ထားပါတယ်။
ပေကနေကြီးစံလာမှမသိတဲ့ကြီးစံကြောင့်လူ6ဦးဒဏ်ရာရသွားတာဖြစ်တယ်လို့ဟာခတ်ထိုင်းသတင်းဌာနကိုပြောပြခဲ့ပါတယ်။မတ်လ2ရက်နေ့ကလေးမျိုးလူထုဆန္ဒဖော်ထုတ်ပွဲကိုမြောက်ဖက်မှတောင်ဖက်သို့ချီတက်ကြသည့်အဖွဲ့နှင့်တောင်ဖက်မှမြောက်ဖက်သို့ချီတက်သည့်အဖွဲ့တွေနှစ်ဖွဲ့ရှိပြီဖြစ်ပြီးယခုဒဏ်ရာရရှိသူများသည်တောင်ဖက်မှမြောက်ဖက်သို့ချီတက်လာကြသည့်အဖွဲ့ဝင်တဲမှအဖွဲ့များဖြစ်ပါတယ်။ဒဏ်ရာရတဲ့သူတွေများမှာချင်းလူမျိုးဗာဂျောဆတ်ထန်းချီပွားတွင်ဒဏ်ရာရရှိခဲ့ပြီးကျန်သည့်9ဦးထဲမှာတဦးမှာ1 byte ဒဏ်ရာရရှိကမန္တလေးစေယုံသို့စီကူတရန်စီစဉ်နေကြောင်းနဲ့ဒဏ်ရာရသူများထဲတွင်ခြေထောက်ဒဏ်ရာရရှိသူအများစုဖြစ်ကြောင်းလည်းသိရှိရပါတယ်။ဒီကနေ့တဟာခထမြန်မာဘာသာစီစဉ်ကိုဒီလောက်နဲ့ပဲအဆုံးသတ်တော့မှာဖြစ်ပါတယ်။မိဘပြည်သူအပေါင်းတို့ဘေးအန္တရာယ်မှကင်းဝေးကြပါစေရှင်။ကျွန်မချယ်ရီပါ။